တူးဆိုတဲ့စေးမြညာကိုခနာကိုယ်ပေါ်မှာအမှုပညာတစ်ခုအနေနဲ့လက်မခံသေးတဲ့မြမတိုင်ဝမ်ကနေဖောက်ထွက်ပြီးတော့ပထမဆုံးအနေနဲ့တူးပွဲတော်ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။တူးဆိုတာမြမစေးမြညာကိုအခြေခံပြီးပေါ်ထွက်လာတာမို့တူးဆိုတာဟာလည်းအမှုပညာပဲဆိုတာကိုသက်သေပြခဲ့တဲ့ပွဲဖြစ်ပါတယ်။တူးဆိုတာဟာအမှုပညာတစ်ခုဖြစ်တဲ့အတွက်ပြမယ့်နေရာတစ်ခုလည်းလိုအပ်တယ်လို့မြန်မာနိုင်ငံမှာကဒီအပိုင်းမှာအားနည်းနေပါတယ်။တူးဆိုတာကိုအပေါ်ယံလောက်ပဲမြင်နေကြပြီးတော့ကျန်နေတဲ့အမှုပညာအနှစ်သာရတွေကိုမသိသေးတာမို့ဒီလိုပွဲတော်တွေမှာတူးကိုဘယ်လိုဖန်တီးတယ်ဆိုတာကိုကြည့်ပြီးတူးပရိသတ်တွေများလာမယ်လို့ကိုမင်းဝေနိုင်ကပြောပါတယ်တူးဆိုတာအမှုပညာတစ်ခုဖြစ်တဲ့ကျွန်တော်ပြမယ့်နေရာတစ်ခုလို့ကျွန်တော်စီမှာအဲ့တစ်ခုအားတယ်နောက်တစ်ခုကကျွန်တော်စီမှာရှိတဲ့ပရိသတ်တွေအားလုံးကဒီတူးဆိုတော့အပေါ်ရနေနေကျန်တဲ့တကယ်အမှုပညာအနှစ်သာရမသိသေးတဲ့အတွက်ကျွန်တော်တို့ကဓာတ်ရိုက် live ပေါ့နော်ကျွန်တော်တို့ဒီမှာရေးတယ်ကျွန်တော်ဒီတူးဆိုတဲ့အသက်ကြားတယ်အစမှာအားကြည့်တယ်ကြည့်တဲ့ချိန်မှာတူးဆိုတာဘယ်လိုထိုးလဲဘယ်လိုဖန်တီးလဲဘယ်လိုလုပ်ရတယ်ဆိုတော့အခက်အခဲပိုင်းတွေနောက်ဖန်တီးမှုအပိုင်းအားလုံးနည်းနည်းကိုတွေ့တယ်တူးပြိတ္တအစ်စ်တွေများလာတယ်နောက်ခုလိုစိတ်ဝင်စားတော့စောင့်ကြည့်နေတဲ့အချိန်မှာကျွန်တော်ကအမြင့်ဆုံးကိုဆွဲတင်ပြီးတော့လုံသွားရပွဲဖြစ်တဲ့အတွက်ကျွန်တော်ဘဝတော့အရင်ကိုပြီးသွားနောက်ပိုင်းနဲ့ပွဲတွေကိုလည်းကျွန်တော်ဆက်လုပ်အောင်ဒီလိုပွဲတော်မျိုးအကောင့်ထဲပေါ်နိုင်ခဲ့လို့ဝမ်းတာနေသူကကိုဖိုးသားပါသူကတော့ဒီပြိုင်ပွဲမှာ Color Portrait Traditional နဲ့ဝင်ရောက်ရှင်ပြိုင်တာဖြစ်လို့တူးလောကအတွက်ပထမဆုံးပွဲမှာအတွေ့အကြုံတွေတိုးတက်မှုတွေရှိလာမယ်လို့လည်းပြောပါတယ်ရမ်းပြောပါရောကျွန်တော်တို့ဒါမှတ်ထားတဲ့အိမ်မက်တစ်ခုပေါ့နော်ဟုတ်အဲအိမ်မက်အကောင့်လေးပေါ်လာတယ်တော်တော်ပြောပါရောကျွန်တော်တို့တူးလောကတဲ့ဒါပထမဆုံးပွဲဆိုတော့တော်တော်လေးလည်းမိုက်ပါရောပြီးတော့အများကြီးကျွန်တော်တို့နောက်ရှေ့ဆက်ပြီးလောက်ရမယ်ပွဲတွေအတွက်ကိုဒါပထမဆုံးပွဲဖြစ်တဲ့အတွက်အတွေ့အကြုံလည်းရရအောင်ပြီးတော့အများကြီးတိုးတက်မှုအများကြီးဖြစ်လာပါဒီပြိုင်ပွဲမှာတူး artist 28ယောက်ဝင်ရောက်ရှင်ပြိုင်ခဲ့ကြသလိုပိတ်တင်ဆွဲတာတွေလာတဲ့ဧည့်သည်တွေကလည်းအကောင်းဆုံးတူး fashion စုတွေကိုအမှတ်တရပေးတဲ့အစီအစဉ်တွေပါဝင်ခဲ့ပါတယ်တူး artist ကောင်းတစ်ယောက်ဖြစ်ချင်တော့ကိုလုပ်တဲ့အလုပ်ပေါ်မှာအမှုပညာတည့်ရလို့ပြည်ပြည်ပြင်းနဲ့တီထွင်ဖန်တီးနိုင်မှာအောင်မြင်လာမှာဖြစ်တယ်လို့ကိုဖိုးသားကပြောပါတယ်တူးသမားကောင်းတယောက်ဖြစ်ချင်တော့အမှုပညာစိတ်လေးမွေးပြီးတော့ကိုလုပ်တဲ့အလုပ်ကိုကောင်းဆုံးပေါ့နော်လုပ်မယ်ဆိုလို့ရှိရင်မိုက်ပါရောကိုလုပ်တဲ့အလုပ်ကိုပြည်ပြည်နဲ့အကောင်းဆုံးအမှုပညာဖန်တီးနိုင်တော့ကိုမိုက်ပါရောဟုတ်အဲ့လိုဆိုတော့တူးသမားကောင်းတယောက်ဖြစ်လာမှာ